ဘန်ကောက်မှာနေပြီးအရန်ပိန်မီလာချင်ပေမဲ့အချိန်မရှိဘူးဆိုတဲ့သူတွေအတွက်24နာရီဖွင့်တဲ့ဂျင်းကိုတွေ့ထားပြီးပါရင်နော်တည်ချင်အဆုံးထိလိုက်ကြည့်ပါ So let's go အလုပ်ပြီးပြီးလေးချင်ကသွားတာပေါ့နော်ကိုရီနေတဲ့နေရာနဲ့10မိနစ်ဖဝေးလို့ကားခေါ်ပြီးသွားပါတယ်ဒါကတော့စသွားနေပါပြီနော် A few moments later. ရောက်ပါပြီနော်မောနာမည်လေးကတော့ Cosmo Bazaar မှာဖြစ်ပါတယ်မောဆိုတော့တည့်ရတဲ့အတိုင်းပဲပေါ့နော် shopping ထွက်နေလဲဂျင်သွားဆောလို့ရပါတယ်ဒီဂျင်ရဲ့အားတာချက်တစ်ခုကတော့ချစ်ချင်းမဆမ်းမဖဲနဲ့2ရက်3ရက်ဆန်းစောကြည့်လို့ရပါတယ်နော်3ထပ်ကိုစတက်နေပါပြီကိုရီတငယ်ချင်း3ယောက်လေးပြတာကြာအဲ့တော့တော့မှာဖြစ်ပါတယ်ကို3ယောက်ပေါ့ခုမှတော့မှာပြပေါ်လိုက်ပါကိုရ review ပေးမယ်တော့ဘယ်လိုလေးရှိလဲဟဲငါတို့ကသူ့ကို review တောင်းမိလို့လားကွယ်အဲ့လိုမျိုးတွေးနေပြီမလားကိုလိုမျိုးအချိန်မရှိပဲလှချင်တဲ့လူတွေအတွက်ကိုပေးတာပါနော်အထဲကိုရောက်တာနဲ့ second အရင်လုံးရပါတယ်နော် second success ဖြစ်ရင်စားစောလို့ရပါပြီကျမတငယ်ချင်းတော့ကျမကိုဘေးနားကနေခေါင်းနေပါတယ်နော်ဗီဒီယိုတွေပဲလိုက်ရိုက်နေလို့ဆိုပြီးပြောလဲနားမထောင်တဲ့အဖွဲရပါဆက်ရိုက်နေသေးပါတယ်ဒါကတော့ကျမတို့2ရက်ဆမ်းပြီးစောခဲ့တာပါနော်ပထမရက်နဲ့ဒုတိယရက်ဘလိုတွေရလဲဘလိုတွေမောလဲဆက်ကြည့်ကြပါနော်ဒါတော့ကျမစပြေးနေပါပြီပြေးပြီးတကလား Just at the time. Look at me. ကျင်းလာရင်မှန်ရှိမှဓာတ်ပုံရိုက်ရတယ်ဆိုတော့အစင်လာမပြောင်းအောင်ဓာတ်ပုံလေးတစ်ဖြက်နှစ်ဖြက်ရိုက်လိုက်သေးတယ်နော်ပြီးတော့အော်မဖြစ်သေးပါဘူးလေငါဆက်ဆောရမယ်ဆိုပြီးတော့ဆက်ဆောလိုက်ပါသေးတယ်တဲ့နဲ့တောင်းလေးပြီးတော့သူများတွေကိုဝင်ရှုပ်ပေါ့နော်ဆော်ပြီးတက်ကလာဝင်ရှုပ်ပါတယ်ဒီဘက်ကကြည့်ပါအောင်တောင်းနေပြီလားဗလားဆက်တောက်ရှင်သွားကင်မရာမန်ကျမတငယ်ချင်းဝေါနေစပိန်စီကမိုက်တယ်ဆိုပြီးတော့အနေကယူလာရိုက်နေတာပေါ့နော်ကျမတော့ရိုက်နေမှတီတီနဲ့မတိပါဘူးပါညာပေါ့အရန်တွေကိုစူးစမ်းပြီးစော့ထားလို့ချွေးတွေထွက်နေပါတယ်ပေါ့အားလုံးစော့ပြီးတော့အိမ်သားထဲဝင်ကြည့်လိုက်တော့အဆင်ပြေတာတခုကတော့ရေချိုးဖို့အတွက်အိမ်သားနဲ့ရေချိုးကန်တွဲရက်လေးပါပါလိုက်ပါသေးတယ်အရေးကြီးပစ္စည်းတွေထည့်ဖို့အတွက် locker လည်းရှိပါတယ်ဂျင်းစော့ထွက်ပြီးပြီးပါမောလားတက်ပုံပဲရိုက်ရွှေပြန်နေသည်ပပလိုက်နေတက်ပုံနဲ့တက်ပုံပဲရိုက်ရတယ်မမောပါဘူးဂျင်ဆန်းဆော့ကြည့်တာပထမရက်ပြီးသွားပြီပေါ့နော်အောက်ကိုရောက်တော့စားစီရမော်လေးတွေ့ရတယ်ဖြတ်လျှောက်တစ်ခွက်ရိုက်မယ်ဆိုပြီးတော့ကင်မရာထောင်းလိုက်တာလူတွေများလို့ကျမမှရှက်လို့ဆက်ရမလားမရရအောင်လားဖြစ်သွားပါတော့ဒါပေမဲ့မတိမတာနဲ့အရှိဘက်ကိုလမ်းလျှောက်သွားလိုက်ပါတယ်ကင်မရာကိုင်းနေတော့လည်းဆက်လိုက်ပါတယ်ကျမကတော့ရှက်လို့ဆိုပြီးတော့လမ်းကြားလေးနဲ့ပြေးဝင်သွားတာကိုကင်မရာမန်ကလည်းအဆုံးထိလိုက်ပါတယ်ကျမရှက်လို့ကျမရုပ်ကိုကြည့်ပါအောင်အေးအမလဲနေလိုက်ဒီဘာလို့လေးစင်ကလည်းမဆိုင်ဝယ်ကြရလဲညီရစစ်ဆက်ပတ်ဆက် oh my god စကလိုက်ကန်စီစဉ်ဝိုင်းတမအခါခိုင်လေးစင်ကလုပ်နေတယ်ဟိုမှာကြည့်ဖို့တရားကို The next day. ဒါလေးကတော့ကိုရီးယား second day လေးပါနော်ရောက်တာနဲ့အစင်လာမပြတ်အောင်ဆိုပြီးတော့တပ်ပုံအရင်စားရိုက်ပါတယ်ဒုတိယရက်ကတော့မိုးရွာတာနဲ့နည်းနည်းနောက်ကျသွားတာပေါ့နော်ပြီးတော့ရောက်ချင်းမပြေးဘဲနဲ့အရင်စပိန်မောင်းလိုက်ပါတယ်စပိန်လေးပါလေ3-5ချက်နေပြီးတော့ပွေတုံးသွားမှမယ်လို့တော့ကျမတငယ်ချင်းဖျက်ရှောက်လို့တော့တကွက်ထည့်ပေးလိုက်ပါသေးတယ်အဝိတ်တုံးဆက်မနေပါတယ်ပေါ့နော်ခန္ဓာကိုယ်ချိုးစားလေးနဲ့လှလာအောင်လို့ဝိတ်တုံးမနေချိန်မှာကင်မရာမန်တငယ်ချင်းကနေဝိတ်တုံးမတော့ရှူတောင်းလာရဲဆိုပြီးတော့သူကပတ်လိုက်ပါတယ်တပတ်ကျမတော့မောလို့သေးတော့မှာပေါ့နော်ဝိတ်တုံးမပြီးတပ်ပြေဖို့လို့တော့သူတို့နှစ်ယောက်လေးလှနေလို့တပ်ပုံလေးတစ်ဖြတ်ရိုက်ပေးလိုက်ပါတယ်နော်ပြီးတော့ငါလည်းလှချင်တဲ့ငေါ့လိုက်ရိုက်ပေးဆိုပြီးတော့ကင်မရာသူတို့လမ်းပေးလိုက်ပါတယ်ပြီးတော့ကျမလည်းဆက်ပြေးပါတယ် post တွေပါတွေပေးတာပေါ့နော်ဝိတ်တုံးကြီးပြီးသွားရဆိုဝိတ်တုံးကတီလီတော့မမယ်လို့စဉ်းစားတော့မှန်ရှိမှလှနေလို့တစ်ဖြတ်တော့ရိုက်လိုက်သေးတယ်ကွယ်ပြီးတော့မဖြစ်သေးပါဘူးလေမနေ့ကလည်းဓာတ်ပုံမရိုက်ဒီနေ့လည်းဓာတ်ပုံမရိုက်နေရဆိုပြီးတော့ကိုယ့်ဘက်ကကိုအတွေးလေးပြန်ဝင်ပြီးတော့ငါဆော့မဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဆော့နေတာဒီမစိတ်ထဲမှာတော့တွေးနေငါ့ကိုတင်း3လေးရေးပေးမယ်လို့လည်းမရှိပါလားပေါ့ကျမဝိတ်တုံမတဲ့ဘေးနာမှာကျမတငယ်တဲ့တော့6 pack လိုချင်လို့ဆိုပြီးတော့သူလည်းလာမနေပါတယ်ပေါ့နော်ကျမကတော့သူ့ကိုထိုင်ပြီးအားပေးနေတာပါကျမကတော့မလိုချင်ဘူးပေါ့နော်6 pack တွေ7 pack တွေဒါပေမဲ့လည်းပဲနေပေးမှုအတွက်ကတစ်ချက်2ချက်3-4ချက်ဆိုရင်မလိုက်ပါတယ်နောက်ဆုံးတော့မဖြစ်သေးဘူးပြန်ခါနီးပြီးလုံးဝအချို့ရှိလောက်ရမယ်ဆိုပြီးဆက်လုပ်နေတာပါဒါတော့ပြီးသွားရင်အရင်မော်ရိုက်ပေါ့နော်တက်လေးခိုးဖတ်မယ်လို့ကြံတော့ကျမတငယ်ချင်းကျမအောင်လာခေါ်ပြီးတော့သူတို့ညအကြောရှော့မယ်သူတို့ညကိုလည်းဗီဒီယိုရိုက်ပေးပါဆိုပြီးသူတို့အကြောရှော့နေပါတယ်ကျမကတော့ထိုင်နေပေါ့နော်မော်တော့လို့ final look ပါတာတော့
ဒါကတော့ကျမတို့ရဲ့နှစ်ရက်မြောက်ပေါ့နော်ဆန်းလာဆိုတော့နှစ်ရက်မြောက်နေမှာပါငါတို့လုံနိုင်ခဲ့ပြီဘာညာဆိုပြီးတော့သူတို့လက်လေးတောင်းတာပေါ့နော်ရေအောင်မြင်ပြီလို့ပြောမလို့ရှိသေးတယ်လက်ပေးတဲ့ပုံကိုလည်းကြည့်ကြပါအောင်ရှင်အောင်မြင်ပြီပေါ့ငါတို့လုံနိုင်တယ်ပေါ့နှစ်ရက်မြောက်ပေါ့ဒါတော့ကိုရီဆော့ပြီးတော့ပြန်ပါချင်မှာပေါ့အနောက်မှာစီးတဲ့နေတွေ့ရတယ်စီးတဲ့နေကိုနားတီးပါလား เข้าไปกินเลยจ้ะ 金酸也白菜麻辣嘛，金酸也白菜麻辣嘛。အချိန်မရှိဘူးဆိုတဲ့လူတွေလာပြီးတော့ဆန်းစောကြည့်ကြပါနော်အရန်ကိုအဆင်ပြေပါတယ်။